ကနေပြန်လဲကျိုးစုပါကျွန်တော်ဒီစူပါခွတ်အပြီးဆုံးစစ်တဲ့မှာလူထူးဆန်းနေလဲရောက်နေပါတယ်ကျွန်တော်တို့ရွာတော့လူထူးဆန်းနေလဲရောက်နေတဲ့အပြင်ကျွန်တော်အိမ်လို့ပါထပ်တီဆောင်မှာဖြစ်တဲ့အတွက်လာရောက်ကြည့်စုအားပေးဖို့လည်းထပ်တာလက်ခံကြပါတယ်ဒီတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြစို့အခုလိုတော့စီတော့ဗောနော်ဒါတော့ကျွန်တော်ရဲ့အိမ်လေးပါအပြီးဆုံးဖွင့်မှလည်းရတယ်ကျွန်တော်စောင့်ထားတာဒါဆိုရင်ဘာလို့အိမ်ကဒီလောက်ကိုပြီးတည်ရလဲမင်းဒီအဖိုးဟာပဲလို့ပါသေးတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်မသိဒါတော့ကျွန်တော်အိမ်မက်ဗီဒီယိုဘာမှဘာကြောင့်ကျွန်တော်ဒီလောက်ပဲလုပ်ရသေးလဲဆိုတော့မသိရှိုးဘာလို့ဒီလောက်ပဲလုပ်ရဆိုဒီမှာကျွန်တော်ရှိဒီမှာ spread တွေကိုတွက်ခုတ်နေရတယ်တူတော့ခုဒီအနောက်ကဒီစာဘာနာပေါ့နော်ဒီစာဘာနာကြော်တယ်ဒီစာဘာနာကြော်တယ်ဟိုးအဝေးမှာပေါ့နော်ဒါတော့ဒီမှာတော့ကျွန်တော်ရွာတော့လူထူးစက်နေရောက်နေတာဆိုတော့ဒီမှာပါလူထူးစက်နေပါနော်ဒီလူထူးစက်နေကြည့်ပါမကြည့်အောင်ဗလီဂျာတွေကဘာလို့မြင်းနေစီးနေရလို့ရှိုးကျွန်တော်လည်းမရိုက်ရဲဘူးတခါကျွန်တော် survival mode နဲ့တခါတော့ရိုက်လိုက်တာကျွန်တော်ကိုအုပ်လိုက်ဝင်လိုက်တာပေါ့နော်အနောက်ကလည်းမြင်းနေနေပေါ့နော်ဒါလည်းဘုရားအတန်နေပါရင်တောင်းပန်ပါတယ်ပြောရဆိုရင်ခတ်ဆူကတော်တော်ဒုက္ခပေးရမှာနော်ဒါလည်းအားလုံးဒီအချိန်ကျွန်တော်ရဲ့ကားတိုင်းလေးပါဟာကားတိုင်းလေးမှာဒီကောင်နဲ့လာရောက်နေဘာလို့ညာတော့ကိုဒီကောင်ကြီးကကျွန်တော်ငွေရဲ့ကောင်တွေပဲဒါကလည်းနောက်တော့ကျွန်တော်ချီးရဒိုင်းမွန်းနေဘိုးတွေလည်းရထားပါတယ်ဘိုးကညရောက်နေပြီပေါ့နော်ကျွန်တော်လည်းမနေ့ရောက်ပြီအဲ့ဒါအောင်မနေ့ရောက်ပြန်တွေ့နေဒါနဲ့ပေါ့နော်ကျွန်တော်ဒီအိမ်ကိုဒီနေ့စောင့်ပါဟာညမြောက်ဒီလား sorry okay တညမြောက်ကြီးဆိုတော့ဒီအိမ်လေးကိုပဲစောင့်လိုက်မယ်ဆက်ပြီးတော့ကျွန်တော်လူကနေလည်းပြပြီးပြီဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ဒီနားကိုလို့ဆိုဒါကိုကျွန်တော်အားလုံးပဲအဲ့တစ်ပင်တွေလည်းခုတ်တာတော်တော်ကြာသွားတယ်ပေါ့နော်ဒီ fries တွေကိုကျွန်တော်တစ်စက်တက်ရအောင်လုပ်ထားတယ်တစ်စက်တက်တော့ပြည်လာမပြည်လာကျွန်တော်လည်းတည်နေပြီဟုတ်တယ်ပြည် sorry ကျွန်တော်ပေါ့နော်ဒီလိုမျိုးပါအခုဆိုရင်ဒီလိုမျိုးပေါ့နော်ကျွန်တော်ဒီမိုက်ကွာဒီအိမ်ကအခုဆိုရင်ဒီလိုဗလီဂျာတက်လို့မရတော့ကျွန်တော်ဒီလိုဗလီဂျာတက်လို့မရတော့ဟုတ်အဲ့လိုမျိုးဗလီဂျာတက်လို့မရတော့နောက်ဆိုဗလီဂျာကျွန်တော်အိမ်တော်ဆိုခုမင်းတခိုးဆိုင်နဲ့ဝင်လာတော့ပေါ့နော်ကျွန်တော်မှလက်နေတယ်ဒါကြောင့်နေဇူမီရွာပါတယ်ပေါ့နော်တခါတည်းဒါပေမဲ့ကျွန်တော်ရွာဘေးကင်းလုံးကြုံနေဗျဘာလို့လဲသိလားကျွန်တော်ရွာထဲမှာဒီမှာဒီဗလီဂျာဟန်တာတွေလေအခုမှနေစင်းရဗလီဂျာရောက်နေတယ်ရောက်တော့ကျွန်တော်ကဇူမီတွေပဲဖြစ်ဖြစ်အဲ့ပါတယ်ကျွန်တော်တို့ရွာသားတို့တက်ခက်လေလူမှန်လည်းမရဘူးသူတို့ကကွာလိုက်ပြီးတက်ခိုက်တာအိုင်ယွန်ဂလန်ရဲ့အများကြီးပဲပေါ့နော်ကျွန်တော်အိုင်ယွန်ဂလန်ရဲ့ပေါ်နေတာဒါကြောင့်မလို့ပေါ့နော်ဒီကောင်နဲ့တော့ကျွန်တော်တို့ရွာဇူမီလေးပါရှိရလောက်တဲ့အထိတော့မစိုးဘာလို့ဆိုကျွန်တော်ရွာမှာမီးညာအချိန်လေးရှိတယ်အိမ်နဲ့လည်းမီးတိုင်တွေကိုစီရှိတယ်နော်မီးတိုင်နဲ့လည်းကိုစီရှိကြတယ်ဒါပေမဲ့လမ်းမီးတိုင်နဲ့အများကြီးပဲပေါ့နော်တော့ကျွန်တော်မီးလေးပြပဲပေါ့နော်ဟာမိုင်းလန့်သွားတာမနဲ့လင်းသွားတာလို့ဒီရေတော့မစင်းတော့တုတ်တယ်နေသွားမယ်ဒါဒီမှာကြက်ကန်ကောင်းတာကျွန်တော်ဒီရွာမှာဟော premium ပါရှိတယ်မကြီး premium ကြီးရှိနေတယ်လေဒီ premium ထဲဟာရကျွန်တော်ယူပေးပါပြီတာဆိုးတာကတော့မယူလိုက်ရခင်မှာဘုံပေါက်သွားပါလေအဲ့ဒါက TNT ထားတာလေကျွန်တော်ကဆရာကြီးစိတ်နေပေါ့နော်ကျွန်တော်အဲ့ TNT မနေဘူးဆိုတော့ကျွန်တော်ဘုတ်ဆိုတော့ဆင်းချလိုက်တာရှောင်းပဲပေါ့တခါလေရှောင်းလိုက်ရပါတယ်မသိရကန်ကောင်းဝါတာဘက်ကကြီးပါလာပြီနော်အဲ့ရှင်တော့မပါကျွန်တော်ပေါ်အိုင်းမှာခါလေဘလူးကြောင်းမပြောချင်တော့ပါဘူးဒါတော့ညရောက်နေပြီမင်းရောက်အိတ်လိုက်ဟာဝတ်တယ်မူအဲ့လိုမရောက်လားဘာဖြစ်လို့လဲမူအဲ့လိုရလာလားမနေဝင်ပြီဒါဗီဒီယိုအဆုံးတက်ခိုင်းညာလားမသိဘူးနော်လीဒါလေဗီဒီယိုလေးအဆုံးတက်ရအောင်ပေါ့ဟေးဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနောက် super crack episode 7မှာတော့ဘာတွေလုပ်ပြအောင်မလဲဆိုတာသိနေလို့ရှိရင်ဗီဒီယိုလေးကိုဆုံးကြည့်ပါဒါနဲ့ကျွန်တော် channel လေးကိုလည်း subscribe လုပ်မမေ့ပါနဲ့နော်ဒီတော့အားလုံးပဲဘိုင်ဘိုင်ပါ Quero ver tu vir sentar, mas é cria de favela.